Maranatha သခင်ဖျားကြွလာတော်မူဧပြီလ23ရက်ခရစ်တော်နှင့်အတူဖက်ဆက်ပါဝင်လှုပ်ဆောင်ခြင်းငါသည်စပစ်နွယ်ပင်ဖြစ်၏သင်တို့သည်အခက်များဖြစ်ကြ၏အကျဉ်သူသည်ငါ၌တည်၍ငါသည်လည်းသူ၌တည်၏ထိုသူသည်များစွာသောအသီးကိုတည်တတ်၏ငါနှင့်ကွာလျင်သင်တို့သည်အဘယ်အမှုကိုမျှမတတ်နိုင်ကြရှင်ယောဟန်အခန်းကြီး15အငယ်9အဆုံးသည်ရောက်လို့ပြီကြံရှိနေသောအရာများကိုစနစ်တကျစီစဉ်ရန်ဖျားသခင်သည်အသင်းတော်ကိုတိုက်တွန်းတော်မူသည်ဖျားသခင်နှင့်အတူလှုပ်ဆောင်သူတို့တပါးသူတို့ကိုသင်တို့နှင့်အတူနိုင်ငံတော်ထဲသို့ခေါ်ဆောင်ရန်ထာဝရဖျားသည်သင်တို့ကိုလုပ်ပိုင်ခွင့်ပေးအပ်လျက်ရှိသည်သင်တို့သည်ဖျားသခင်၏တက်ရှိကိုယ်စားလှယ်များကဘာအတွက်အလင်းတရား၏လမ်းကြောင်းဖြစ်ကြကာသင်တို့ပတ်လည်တွင်ခေါင်းကင်တမန်တို့သည်ခရစ်တော်၏စေခိုင်းချက်ဖြင့်ဝိညာဉ်ကယ်တင်ရေးအတွက်လှုပ်ဆောင်ရာတွင်သင်တို့အားထောက်မရန်ခွန်အားပေးရန်နှင့်အားပေးထောက်ခံရန်ရှိနေကြသည်လောကအရာမှခွဲထွက်၍ကွဲပြားစွာယက်တည်နေပါလောက၌နေတော်လဲလောကကဲ့သို့မကျင့်ဖြောင့်မတ်ခြင်းနေမိတောက်ပသောရောင်ခြည်ကိုရောင်ပြန်ဟပ်ပြီးစင်ကြယ်တန့်ရှင်းကာငစ်ပေခြင်းမရှိဘဲယုံကြည်ခြင်းဖြင့်ကပ္ပလမ်းမကြီးတစ်လျှောက်ထဲသို့အလင်းတရားကိုတည်ဆောင်ပါထာဝရမနောက်ကြလွန်မီအသင်းတော်များနှိုးထကြစေအသင်းသူအသင်းသားတိုင်းသည်တဦးချင်းအလုပ်ကိုဆောင်ရွက်ကာခေါ်တော်မူသောထာဝရဘုရား၏နာမတော်ကိုသက်သေခံကြပါစေစုံလင်သောယုံကြည်ခြင်းနှင့်ဝိရိယရှိသောဘုရားတရားကြည်ညိုခြင်းတို့သည်ပြည့်ရခြင်းနှင့်မယုံကြည်မှုတို့ကိုအစားထိုးကြစေယုံကြည်ခြင်းသည်ခရစ်တော်အပေါ်ဆွဲမြဲသောအခါသစ္စာတရားသည်စိတ်ဝိညာဉ်တွင်နှစ်သက်အားရမှုကိုယူဆောင်လာကာဘာသာရေးလှုပ်ဆောင်ရာတွင်ပြင်းရခြင်းနှင့်စိတ်မဝင်စားမှုများပျောက်ကွယ်သွားလိမ့်မည်။သင်ယုံကြည်သောခရိယန်ဘာသာကိုကျင့်သုံးသောအခါနေ့စဉ်တာ၍ကြွယ်ဝသောအတွေ့အကြုံကိုပိုင်ဆိုင်လာလိမ့်မည်။အပြစ်သားလည်းပြောင်းလဲလာကြလိမ့်မည်။မိမိတို့ယုံကြည်ခြင်းသည်အသက်ရှင်ကြောင်းကဘာကြီးရှိတွင်အရေးတကြီးအရေးများရှိနေကြောင်းယေရှုသည်မကြာမီကြွလာတော့မည်ဖြစ်ကြောင်းတို့ကိုလူတိုင်းသည်လောကသားများကိုနှိုးဆွဖော်ပြစေခြင်းလှသည်တကားကျွန်ုပ်တို့သည်ထာဝရနိုင်ငံတော်၏နယ်ဆက်၌ရောက်ရှိနေပြီဖြစ်ကြောင်းကိုကျွန်ုပ်တို့ယုံကြည်ကြောင်းလူတို့အားတွေ့မြင်စေပါဖျားသခင်၏နိုင်ငံတော်တည်ထောင်ခြင်းသည်လူသားတို့၏တစ္ဆာမရှိခြင်းသို့မဟုတ်တစ္ဆာရှိခြင်းရှိသည့်အတိုင်းကြံ့ကြာနိုင်သလိုရှိသို့တိုးတက်နိုင်ပေသည်လူတို့သည်ဖျားသခင်နှင့်အတူပူးပေါင်းလှုပ်ဆောင်ခြင်းမရှိသောကြောင့်အမှုတော်သည်နှောင့်နှေးခဲ့ရသည်လူတို့သည်နိုင်ငံတော်တည်ထောင်ပါစေအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေဟုဆုတောင်းကြသည်သို့သောသူတို့သည်တောင်းသည့်အတိုင်းမကျင့်လျင်သူတို့၏ဆုတောင်းချက်များသည်အခြေအနေပင်ဖြစ်လိမ့်မည်တို့ရာတွင်သင်သည်အားနည်းမှားယွင်းအပြစ်ရှိနေနိုင်တော်လဲထာဝရဘုရားသည်မိမိနှင့်အတူလှုပ်ဆောင်ရန်ကမ်းလှမ်းတော်မူသည်မိမိညွှန်ကြားချက်ကိုနာခံရန်ကိုယ်တော်ဖိတ်ခေါ်တော်မူသည်ခရစ်တော်နှင့်ပေါင်းစည်းခြင်းအပြင်သင်သည်ဘုရားသခင်၏အမှုတော်ကိုထမ်းဆောင်နိုင်လိမ့်မည်ငါနှင့်ကွာလျင်သင်တို့သည်အဘယ်အမှုကိုမျှမတတ်နိုင်ကြဟုခရစ်တော်မိန့်တော်မူသည်